Mingala, Messi Holly Mimaya, Minkiaspa. Ita Miami Tenaro, Don Casare, Wake MLS was in Maro. Naku, Hune, and Ayashi get it, the Unkurane, don't go to Hune, Panimun, Nache, Pito Kerebono. Boy John Sapio Mesuino, Pramavane to Diabayado, Nangedi, Quacharibono, to be Pramavima, John Rua, Pine Queen, Shashi Nambu, Dogu, Juzagale, and it had to be all Yame. Boy, John Yashi, expected Guade, 0.49 loud Tibeshi upon Pramavine Pinoza. I change my general Pramavine Piganima, Friki Yagi, Friki, Tipoa can be Lurana TV Pianjala, and Italian, not nothing can anytime you know Usaku Yagi, Usaku Yagi Mele, a pine queen area, the pet ancient temperature don't do there, Bobby Pandina get it, Lupio Yame. General there, Tinibuema, strike assistant near Peter Louis Fires ne, Dasimute, Patia Mido, don't use a through normal you are now chant I say near and saw it. Lupons and you, Toshop Zagebono, a lupons and you. ပြောင်းလဲလိုက်တာလေနီးပြမှာရှိရလို့ထွက်သွားပြီးနောက်ပိုင်းHorus ကနီးပြဖြစ်လာပြီးနောက်ပိုင်းတည်းကအစပြီးအသုံးပြုနေတဲ့433ပုံစံ Force 9 ကစားပုံပေါ့နော်အဲကစားပုံမှာဘယ်လိုအခက်အခဲရှိခဲ့လဲဆိုတော့ပထမပိုင်းအနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုက်စစ်မှု3ယောက်ကအလဲမှာစုနေပေါ့နော်အလဲမှာစုနေတဲ့အတွက်တစ်ဖက်ပြန်ပြန်တင်းရဲ့ area ထိတ်area အပြင်ဘက်ကလေကောင်ကဇုံကိုကျွန်တော်တို့ကဇုံ40လို့ခေါ်တယ်ဗျဘောလုံး times ရဇုံ40မှာတိုက်စစ်မှု3ယောက်လုံးကစုပြုံနေတယ်သူတို့နောက်မှာလည်းကွင်းရကစားသမားတွေရှိတယ်ဆိုတော့ကွင်းရကစားသမားနဲ့ကျွန်တော်တို့တိုက်စစ်3ယောက်ချားမှာလည်းအဲဇုံ40ပတ်ပတ်လည်မှာပဲဘောလုံးပေးယူပုံများတယ်ပေါ့နော်အဲ့နေရာမှာအင်ရှင်တိုတိုတေးကကစားသမား5-6လောက်ထိဇုံ40အဝန်းကျင်မှာပိတ်ဆို့ကစားထားတဲ့အတွက်ကျွန်တော်တို့တိုက်စစ်ကအပိုင်ခွင့်ရေးတွေကိုလူတလောက်လိုချင်သလိုမဖန်နီးနိုင်ဘူးနေရာလွတ်တွေလည်းမရဘူးပေါ့နော်ဒါပေမဲ့ဒီဘောကြောင့်ဥဆောင်ကိုရခဲ့တာကန်ကောင်းတယ်လို့ပြောရမယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ပွဲချင်းနေရပထမပိုင်းနဲ့လုံးဝမတူဘဲနဲ့ချိန်သွားတယ်ပေးလိုက်ရတဲ့ဥဆောင်ကိုကြောင့်အင်ရှင်အတင်းကခြေပါကိုတွေနိုင်ကိုတွေရရှိဖို့အတွက်သူတို့ကတိုက်စစ်ပို့ပြီးဖွင့်ပြီးကစားရတယ်ပေါ့နော်ပထမပိုင်းထက်ဆိုတဲ့အတွက်ကျွန်တော်တို့မိုင်ယာမီကိုနေရာလွတ်တွေပို့ပေးတယ်တိုက်စစ်ပို့တဲ့ defensive line ကိုသူတို့လက်ရှိစောနေကြ defense line ကိုပုံမြင့်ပြီးကစားရပေါ့နော်အဲ့ချိန်မှာလီယိုအနေနဲ့လည်းလွတ်လပ်ရှားလို့ရလာတယ်ပြီးတော့ပွဲအထာလည်းပုံညံ့လာတယ်လို့ပြောရမယ်ပြီးတော့အဓိကကတော့ဒီဘောတို့ဆွာရဲတို့နဲ့connection တွေပုံမိလာပြီးတော့ဒုတိယကိုတတိယကိုစနုတ်ထားဂိုးတွေရရှိလာစေတယ်လို့ပြောလို့ရပါပေါ့နော်ကစားကွက်ပိုင်းကိုခြုံငုံကြည့်မယ်ဆိုရင်တော့စကိုဗီယာကိုခုနောက်ပိုင်းပွဲတွေမှာကွန်းလယ်လူ3ယောက်မှာ box to box ပုံစံနဲ့ဒီဘောနဲ့အပြိုင်တုံးထားတယ် defensive midfielder နေရာကတော့မာရှီယာနိုလက်ထပ်တဲ့ဒီဘောမရှိပဲတုံးနေတယ် bright ပဲပေါ့နော်ကျွန်တော်တို့အတင်းကပြောစရာရှိတာပရိသတ်တွေအနေနဲ့လည်းခံစစ်ပိုင်းကိုအမြဲတမ်းအားမလို့အားမရဖြစ်ကြတယ်ခံစစ်ပိုင်းမှာကအမြဲတမ်းဂိုးတွေအများကြီးပေးနေရတယ်ဆိုတာအရင်ရာသီတွေပဲရပေါ့နော်ဒါပေမဲ့bright အနေနဲ့ကကွင်းလေမှာအဲ့လို holding midfielder မဟုတ်ဘဲနဲ့အဲ့လိုနံပါတ်6နေရာသူတို့ defensive midfielder နေရာကစားဖို့အတွက်လုံလောက်တဲ့sense မရှိဘူးလုံလောက်တဲ့တည်ငြိမ်မှုမရှိဘူးလို့ခံစားရတယ်အထူးသဖြင့်ကိုအတင်းရဲ့ခံစစ်မှုတွေကိုလည်းသူ့အနေနဲ့လုံလောက်တဲ့ကာဗာမပေးနိုင်ဘူးတစ်ဖက်အတင်းတိုက်စစ်ဆင်လာတဲ့အချိန်မှာလည်းလုံလောက်တဲ့ pace တွေ power တွေနဲ့အဲ့လိုလိုက်မပြေးနိုင်ဘူးလိုက်ပြီးတော့ကာဗာမပေးနိုင်ဘူးပေါ့နော်အဲ့အတွက်လည်းခံစစ်မှုတွေအနေနဲ့အလုပ်ပို့လုပ်ရတယ်ကွင်းလေဒီဘောလို့လည်းအလုပ်ပို့အပိုတွေအလုပ်လုပ်ရတယ်ပေါ့နော်အလုပ်လုပ်ရတဲ့အတွက်ဘယ်ပိုင်းမှာအဲ့လိုရာနှုန်းပြည့်မရနိုင်တော့ဘူးနော်ခုဆိုရင်လည်းဒါအပြင်အတင်းကပြီးခဲ့တဲ့ရာသီတွေပြည့်အဲ့လိုမိနစ်90အပြည့်အဲ့လိုတင်ပြီးမကစားနိုင်ဘူးပေါ့နော်ကိုအတင်းနိုင်နေတဲ့အချိန်မှာအရင်တုန်းကတော့ဘူစကွက်တို့ဘာလို့ရှိတဲ့အတွက်ကစားပွဲကိုထိန်းချုပ်ကစားမယ်တန်ဖိုးကိုပဲယူထားပြီးလိုကစားမယ်ဆိုပေမဲ့လည်းကူဒီနေ့ရာသီမှာတော့ကိုအတင်းကနိုင်နေရင်တော့မှအဲ့လိုကိုဘက်ကဘောလုံးကင်ပြီးတော့လိုစေစားကစားမဲ့အဲ့လိုကွင်းလယ်မှာဟိုတင်းမီဖီဒါတွေ defensive midfielder တွေရှိမနေတဲ့အတွက်တွင်းကိုတွေအဲ့လိုခဏလေးအတွင်းမှာလိုရတကူပေးလိုက်ရတယ်ပေါ့နော်သူတို့ပြန်အဲ့လိုလူစားလဲလိုက်တဲ့အချိန်ကိုတင်ကစားအားချလိုက်တဲ့အချိန်မှာတွင်းကိုတွေတကူနှစ်ကူသုံးကူစက်တိုက်လိုရတကူပေးခဲ့ရတယ်ပြီးခဲ့တဲ့အပတ်ကပွဲမှာလည်းပဲကျွန်တော်တို့3ဂိုးပြတ်နဲ့ဥဆောင်ထားနိုင်ပါရက်နဲ့4ဂိုးစက်တိုက်ပြန်ပေးပြီးတော့ရှုံးနေခဲ့တယ်ဒီနေ့ပွဲမှာလည်း4ဂိုးပြတ်ရနေပါလေရက်နဲ့ပွဲပြီးကနေဒီမှာ9ဂိုးပေးခဲ့ရတယ်ပေါ့နော်အဲ့လိုပိုင်းနေရတော့ထောက်လျှောက်ဆက်ရှိနေအောင်မဲ့အတင်းရအားနေချက်တွေလို့တော့မြင်တယ်ဒါပေမဲ့
ဒီနေ့ပွဲကိုကြည့်ပြီးတော့အားတာချက်ကတော့ကာလာအတော်ကြာအတင်းကိုရောက်ရှိပြီးတော့ကာလာအတော်ကြာနားနေရတဲ့လက်ဘက် regular ပြန်ကစားတယ်သူက Jody Alba ရဲ့ replacement လို့ transfer လည်းဖြစ်တယ်ဒါပေမဲ့လည်းသူ့အနေနဲ့ခုနောက်ပိုင်း2ပွဲ3ပွဲမှာမှလူစားဝင်ပုံစံမျိုးနဲ့ကစားနေရတဲ့အတွက်လာမယ့်ပွဲတွေမှာတော့သူ 100% fit ဖြစ်လို့ရှိရင်တော့တိုက်စစ်ပိုင်းအတွက်အများကြီးထောက်ကူပြုမယ်လို့ယူဆတယ်ပေါ့နော်သူပြင်ကူက4-3-3ပုံစံနဲ့ striker တွေမပါဘဲနဲ့ကစားနေတဲ့အတွက်full back တွေဒီ side back တွေ left back right back တွေရဲ့တာဝန်ကလည်းပိုကြီးတယ်သူတို့အနေနဲ့ attacking မှန်ကစားနိုင်မှရမှာပေါ့နော်ဒီနေ့ပွဲမှာဆိုတော့ right back က Mora ကမဆိုးဆိုတဲ့အချိန်တွေပဲမဲ့ left back က Allen ကထင်လောက်လုံးမဖြစ်ဘူး regular ရောက်လာတဲ့အချိန်မှာစိတ်တိုင်းကြကစားချိန်ကတော့တိုးပေမဲ့အဲ့လိုမျိုးစိတ်တိုင်းကြစီနိုင်လောက်မဲ့အဲ့လို forward runs တွေတွေ့ရတယ်သူပြင် Leo နဲ့အဲ့လိုအပေးယူလုပ်ပြီးတွင်းသွားတဲ့တတိယဂိုးဆိုရင်လည်းပဲတော်လေးကြည့်ရတာအဆင်ပြေတယ်ပေါ့နော်ဆိုတော့နောက်ပွဲတွေအတွက်တော့မျောလင့်ချစ်စရာဖြစ်ပါတယ်Leo ကတော့ထုံးစံတိုင်းပဲတိုက်စစ်မှာအဓိက striker 2ယောက်ပါနေတယ်သူရှိမှာ striker 2ယောက်ပါနေတဲ့အတွက်ဘောလုံးယူရကြက်တဲ့အတွက်တောင်းပန်နေbase နာကတ်တဲ့အထိဆင်းပြီးဘောလုံးတွေယူရတယ်ဒါပေမဲ့နောက်ပိုင်းချိန်ကြာလာတဲ့နေရာပွဲထားဖတ်နိုင်ပြီးတော့နေရာတို့တွေရတယ်တွန်းကိုတွေရတယ်ဖန်တီးမှုတွေရတယ်ပေါ့နော်ဒီလိုပြင်ဒီနေပွဲမှာ Luis Suarez ကအားထုတ်မှုလည်းမဖြစ်မနေတိမှန်ပြရမှာပေါ့နော်Suarez ကတိုက်စစ် present မှာရောခံစစ်ပိုင်းထိပါကွင်းလေနောက်ပိုင်းခံစစ်ပိုင်းထိပါဆင့်ကူပြီးတော့entire တိုက်ကိုကစားသွားတယ်ပေါ့နော်သူဘေးကရှိနေတဲ့တိုက်စစ်မှုတဲ့ဘာဒီယာဘီထက်ကိုနှစ်ဆလောက်ပို့ပြီးတော့ distance cover တွေလုတ်သွားတယ်ခံစဲလုတ်တွေလုတ်သွားတယ် plan လုတ်တွေလုတ်သွားတယ်ဆိုတော့အားရကြပဲပေါ့နော်ဒါပေမဲ့သူနဲ့ရှင်ခုနပြောသူဘာဒီယာမီကအဲ့လိုမျိုးတနေရာထဲမှာအဲ့လို ပြီးစိန်နေတာများတယ်ဆိုတော့သူ့ကိုကြည့်ရတာလေအားမရဘူးကူးဆိုရင်လည်းtransfer အဲ့လို fees အတော်အသင့်ပေးထားရပေမဲ့လည်း12ပွဲကစားပြီးတဲ့အချိန်မှာတွင်းကိုဆိုလို့3ဂိုးလောက်ပဲရသေးတယ်ဆိုတော့ဒီထက်ပိုပြီးတော့တိုက်စစ်ပိုင်းအတူတက်ဖို့လိုတယ်အရင်ရာသီက found တွေးခဲ့တဲ့အရင်ရာသီက Leon နဲ့လည်းအဲ့လိုချိတ်ဆက်မိခဲ့တဲ့ LND တို့Sabati တို့လိုမျိုးလူငယ်အာဂျင်တီးနားအဲ့လိုပို့ပြီးတော့ပြေးနိုင်မယ်ပို့ပြီးတော့ Leo တွေ run ပေးနိုင်မယ်ကစားသမားတွေတိုက်စစ်ပိုင်းမှာနေရလာဖို့လည်းမျှော်လင့်ပါတယ်ဒါကတော့တိုရွန်တိုနဲ့ကစားခဲ့တဲ့ဝေးကွင်းပွဲစဉ်မှာအနိုင်ရခဲ့တဲ့ပွဲပြီးသုံးသက်ချက်ဖြစ်ပါတယ်ကျွန်တော်ကတော့ admin KS ပါ